ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ဒါရာသီဥတုရဲ့အခြေအနေလေးကတော့ဒါမိုးကြီးလေကြီးပေါ့နော်ဒါတနေ့ကုန်လုံးကဒီနေ့တနေ့ကုန်လုံးကဒါနေပူတော့မရှိတော့ဘူးလောကအုပ်ဆိုင်ပြီးတော့လေမိုးကဒီနေ့ဆိုရင်ဆက်မပြတ်ရွာတာပေါ့နော်5-6ရက်လောက်ရှိပြီဆက်မပြတ်လောကနေမထွက်ဘူးဟောပေါ့နော်ဟိုမနေ့ကဆိုဒါလေကြီးမိုးကြီးတိုက်တယ်လို့ပြောတယ်ဟောပေါ့နော်ဒီမှာဝါးပင်းနေဆိုလဲကုန်တယ်ကျွန်တော်စမ်းချောင်းပြပေးမယ်เนาะဒီမှာကျွန်တော်ဒီနောက်ဖေးမှာစမ်းချောင်းရှိတယ်ဒီချိန်ဆိုရင်သူကရေစီးတော့နည်းနည်းတော့တန်တယ်ပေါ့နော်မတို့တိုင်းစမ်းချောင်းဒီပဲကူးလို့ရတယ်ဒီမှာတော့နည်းနည်းဘယ်လိုပြောမလဲနည်းနည်းဘယ်လိုပြောညစ်တော့မညစ်ပါဘူးဒါပေမဲ့ဒီမှာတော့တားကြီးတော့မရှင်းอ่ะဟိုးဘက်ချမ်းမှာတခုရှိသေးတယ်ဟိုကနည်းနည်းသူကကျတော့ဟိုကရေတွေပါလည်းကူးလို့ရတယ်ရေတွေပါလည်းသူကဟိုပေါ့လူဒီလောက်ရင်စိုးလောက်ရှိတယ်အဲ့မှာဆိုရေကူးရတာအဆင်ပြေတယ်ဟောပေါ့နော်နောက်မှဆိုဒါဟိုကျွန်တော်တို့ဟာလဲဘာဒီပင်ရေငန်းသီးပင်တွေပါရှိတယ်ဟိုနောက်မှာမိုးရင်းဘက်တွေပါဆိုလို့ရေငန်းသီးပေါ်တဲ့ချိန်တွေတော့ဒီမှာမွေစားရအောင်အလဲကားစားရတာပေါ့နော်ပောက်ကူမှာတောထဲမှာလိုက်တူးပြီးတော့ခူးစားရတယ်ပေါ့ဒီမှာဘဲနဲ့ကောင်လောကရာသီဥတုရဲ့အခြေအနေကတော့လောကမှအခြေအနေမကောင်းပါဘူးเนาะဒါပေမဲ့နေလို့တော့ကောင်းတယ်เนาะအလုပ်ပါလေလောက်ကတော့လည်းအဆင်မပြေဘူးမိုးလေးပါကြီးပါတဲ့ခါကျတော့လေသွားလာတာတိတ်အဆင်မပြေဘူးဒီမှာပါဟိုးနောက်မှာကျွန်တော်အရင်ကလေးတွေငပီးဖုတ်နေကြတယ်ဟုတ်မှာဟိုတဲထဲမှာငပီးဖုတ်နေတာဟိုးမှာငပီးဖုတ်နေကြတာပါဒီလိုတောထဲတောင်ထဲမှာအဆင်ပြေတော့ဗောနော်ငပီးဖုတ်တာတော့ငွေသီးလော်တာတော့ပဲဖြစ်မြို့ထဲမှာကျတော့အဆင်မပြေဘူးအဲ့ဒါကြောင့်ဒီလိုလာရတာဖြစ်ပါတယ်တော့လူကတော့နေလို့ထိုင်လို့တော့လုံးဝကောင်းတယ်ဒါပေမဲ့သွားလာရတာဘိုးရင်းဆိုတော့တိလားမိုးရွာနေတော့ဆိုင်ငယ်မောင်းတာအဆင်မပြေဘူးအဲ့တော့ကားလေးတစ်စီးဝယ်ဖို့ပတ်သက်ဆွေးနေပါတယ်အဲ့ဒါလေးရိုက်ပြတာပါဘိုင်ဘိုင်